Okay ဒီနေ့က April 25ရက်နေ့week 3အတွက်ပြောမှာ week 3ဆိုပေမဲ့week 3ပဲပေါ့နော် visualization မဟုတ်လက်ရှိကဘန်ကောက်ရောက်နေတယ်ခရီးသွားနေတယ်နောက်တစ်ဘက်ကလည်းဘန်ကောက်မှာပဲနောက်တစ်ဘက်က golden week ဆိုတော့အတန်းမရှိဘူးအဲ့ဒါပြီးသွားလို့ရှိရင်တော့ပြန်လုပ်စရာလေးရှိရပေါ့အဲ့ဒါဆိုလို့ရှိရင်စာကြောင်းစာပြောအောင် visualization and OS အကြောင်းပေါ့နော်အဲ့ဒီအကြောင်းမှာကြတော့brain fog ဆိုတဲ့ function software ဘယ်လိုပြောရမလဲalgorithm အလုပ်လုပ်ပုံအကြောင်းပြောပြရဲအဲ့ algorithm အလုပ်လုပ်ပုံပေးပြီးတော့ဒီ brain fog file လေးပေါ့ဒီ .pf ဆိုတဲ့ file လေးပေးတယ်အဲ့ဒီ file လေးတွေကsoftware မှာ run လို့ရမှာအဲ့တော့ C++ နဲ့ရေးလိုက်တဲ့ code ကိုတော့ဒါပေမဲ့ကြိုက်တဲ့ဟာနဲ့ရေးလို့ရတယ် Python နဲ့လည်းရေးလို့ရတယ်အစတော့ Python နဲ့ရေးပြီးတော့အဲ့ဒါကိုပြန်ပြီးတော့ C++ နဲ့ရေးမယ်လို့စဉ်းစားလိုက်တော့ C++ နဲ့ရေးလိုက်တယ်အဲ့ဒီမှာပဲတခါတည်းအင်္ဂါနေ့တန်းဆိုမဲ့ဘုံတူးနေမှာပေါ့နော်တခါတည်းထပ်ခဲ့လိုက်တယ်ဒါပေါ့ကြာသပတေးနေ့ကျထွက်လာဘုံတူးနေ့မှာထွက်လာတာဆိုတော့ okay အဲ့ဒါပြီးတော့ research အတန်းကမသွားပြစ်ဘူးဆိုတာလေမြန်စီအောင်မဟုတ်လို့ပေါ့နော်လေမြန်စီအောင်မသွားပြစ်ဘူးဒါပေမဲ့ပြောစရာကတော့အများကြီးမရှိဘူးဆရာနဲ့ကဒီအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဟို register လုပ်တဲ့ကိစ္စပြန်လုပ်ပြီးပြီလားမေးတာရယ်ပြီးတော့ဆရာကိုဒီနံပါတ်လေးပေးတဲ့ကိစ္စရယ်နံပါတ်ဆိုတာဘာခေါ်လဲ FID လားအဲ့ဒီ conference ရဲ့ login ဝင်တဲ့ reference number ကိုပြောအဲ့ဟာပြန်ပေးတာရယ်အဲ့ဒါလုပ်ပြီးတော့နောက်တစ်ခုကမနေ့ကတန်းဆိုတာhuman behavior analysis လားအဲ့ဒီ topic နဲ့ပြောသွားတယ်မနေ့ကတန်းဆိုတာ data analysis နဲ့ဆိုင်တဲ့ဟာပေါ့နော်အဲ့ဒီတန်းမှာတော့အဲ့ human behavior analysis နဲ့ research နဲ့ဆိုင်တဲ့ဟာကိုဘယ်လိုမျိုး approach လုပ်မလဲဆိုတဲ့ဟာတင်သွားတယ်လို့သိထားတာအစာလေးပဲကြည့်လိုက်ရတယ်ဆိုတော့ဆီယမကိုကြောင်းပြတ်မယ်အဲဒါကြောင့်မလို့ဗီဒီယိုပေးပါလို့ပြောလိုက်တော့ဆီယမကဗီဒီယိုပေးတယ်ကြောင်းတော့မပြတ်နဲ့လို့စုလိုက်တယ်attendance လည်းရတယ်ပြီးတော့ assignment လည်းကျောင်းသားတွေနဲ့အတူတူလုပ်မယ်ဆိုပြီးတော့ပြောလိုက်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ဗီဒီယိုကတော့လာမယ့်ရထားပေါ်မှာပဲကြည့်နိုင်မယ်ထင်တယ် okay အဲ့ဆိုလို့ရှိရင်နောက်တစ်ပတ်မှပြန်အောင်မယ်ဆိုတော့အဲ့ဒီဗီဒီယိုကြည့်ပြီးအဲ့ဒီဗီဒီယိုနဲ့ပတ်သက်တဲ့ assignment တွေဆက်လုပ်ပြီးတော့နောက်မှဆက်လုပ်နိုင်မှာပေါ့ okay နေ့တက်ကလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်